တငယ်ချင်းအတက်ကိုဖြည်းဖြည်းလေးရှူလိုက်ပါနော်အခုအချိန်မှာအထူးတလဲလိုရမယ့်အရာရဲ့လို့လည်းမရှိပါဘူးပြင်ဆင်ရမယ့်အရာရဲ့လို့လည်းမရှိပါဘူးခုကိုရှင်းပြဖို့တော့မလိုဘူးဒီနေရာမှာပဲဒီအတိုင်းလေးပဲအေးစစ်နေလို့ရပါတယ်တကယ်စင်းနေနဲ့ကိုဘဝကိုတည်တလောက်ကိုတတ်နိုင်တလောက်နေတိုင်းရှောက်လန်းနေတာပဲလေတချို့နေ့တွေမှာအဆင်ပြေတယ်လို့ခံစားရမယ်တချို့နေ့တွေမှာရှောက်ထွေးတယ်လို့ခံစားရမယ်အဲ့ဒီနှစ်ခုလုံးကိုလည်းခွင့်ပြုထားလို့ရပါတယ်မနဲ့အရာထားတယ်ကိုတာဝန်တွေကိုကိုယူတယ်အလုပ်သွားတယ်ပြီးစရာရှိတဲ့ဘေးတွေကိုပေးတယ်ဆုံးဖြတ်ချက်တွေချတယ်ဒါတွေကပင်ပန်းနေရင်တော့ဘယ်သူမှမမြင်တဲ့နေ့တွေမှာတော့တန်ဖိုးရှိတယ်လေနော်တငယ်ချင်းကတာဝန်တွေအများကြီးကိုတိတ်လေးထမ်းနေတာပဲအတန်ထွက်မနေဘူးလိုက်ပြမနေဘူးဒါပေမဲ့မနာမနေရှောက်လန်းနေတယ်တငယ်ချင်းဘလောက်များပြောင်းလဲလာခဲ့ပြီလဲဆိုတာကိုတောင်တီးလိုက်မှမဟုတ်ဘူးဘလောက်တောင်တင်ယူလာခဲ့ပြီလဲဆိုတာလေတီးလိုက်မှတော့မဟုတ်ဘူးဒါပေမဲ့ကိုကြည့်ပါဦးမရမနာနဲ့ဆက်လက်ရှောက်နေစေပဲလေတငယ်ချင်းရဲ့အိမ်မက်တွေကတငယ်ချင်းသားမှာပဲရှိနေတယ်အရှင်ကိုရော့သွားလို့အဲ့ဒီအိမ်မက်တွေကမပြောက်သွားဘူး PR တွေအလောက်မလို့တကယ်တော့ဒီအိမ်မက်တွေကအချိန်ကိုနားလည်ပေးတတ်တဲ့အိမ်မက်တွေပါပဲအခုအချိန်မှာကိုစိတ်ကူးထားတဲ့နေရာအတိုင်းအနေအထားအတိုင်းမရောက်သေးရင်တော့မနေဘူးနော်ဘဝပြိုင်ပွဲမဟုတ်ဘူးကိုအရှိန်နဲ့ကိုဖြည်းဖြည်းချင်းရောက်လာလို့ရတယ်ဒါကြောင့်ကိုနူးညံ့ပေးပါဦးကိုရစ်ပတ်ထားတဲ့ PR ကိုလည်းဖြည်းဖြည်းချင်းဖြေလျှော့ပေးပါဦးအနာယူဖို့အတွက်အကြောင်းပြချက်မလိုပါဘူးတကယ်ချင်းကနောက်ကျနေတာမဟုတ်ဘူးမအောင်မြင်နေတာလည်းမဟုတ်ဘူးရှုံးနေတာလည်းမဟုတ်ဘူးတကယ်ချင်းအတွက်တင့်တော်တဲ့ဘဝကိုတဖြည်းဖြည်းတင်ယူနေတာပဲဖြစ်တယ်ဒါမျိုးကလည်းတတိလူအပ်တယ်လေဖြည်းဖြည်းချင်းလျှောက်တာကမှားတာမဟုတ်ဘူးနူးညံ့တယ်ဆိုတာလေအားနေတာမဟုတ်ဘူးတကယ်တော့နူးညံ့မှုဆိုတာကအားကောင်းမှုတစ်မျိုးပဲဒါကြောင့်တကယ်ချင်းကကိုစကားပြောတဲ့အခါမှာကျင်နာမယ်နော်တကယ်ချင်းရဲ့စိတ်နှလုံးသားဒါတွေကကိုစကားပြောရင်နောင်ထောင်နေတတ်ကြတယ်ဒါကြောင့်တကယ်ချင်းအနေနဲ့ကိုပြောပေးပါငါအကောင်းဆုံးကြိုးစားနေတယ်ငါအချိန်ယူလို့ရတယ်ငါလုံလောက်ပြီးသားပဲဒါမျိုးကိုပြောပြရမယ်တကယ်ချင်းဖလားဝေရှောင်းလာပြီးပြီလဲဆိုတာသတိထားကြည့်ပါဦးအောင်မြင်မှုတွေနဲ့မကားဘူးနားလည်မှုတွေကန့်သက်ချက်တွေကိုလေးစားမှုတွေလည်းပါတယ်ဒါတွေအလုံးကလည်းတန်ဖိုးရှိတယ်ကိုတန်ဖိုးရှိဖို့အတွက်တယောက်တည်းကိုပြောင်းလဲပြစ်စရာမလိုဘူးပုံမြန်စရာလည်းမလိုအခုအချိန်မှာကိုဖြစ်နေတဲ့ကိုပါပဲခယူးဆိုင်ခံရဖို့လုံလောက်တယ်ကိုချစ်တဲ့သူတယောက်ကိုဘယ်လိုကင်တွယ်မလဲတကယ်ချင်းစဉ်းစားကြည့်အဲ့ဒါလိုပဲကိုကင်တွယ်ရမယ်ဘာလို့လဲဆိုတော့တကယ်ချင်းနေနဲ့ကိုမှဖို့မချစ်ရင်
တခြားဘလို့မှကိုလောက်ချစ်ပေးနိုင်မှာမဟုတ်ဘူးလေဒါကြောင့်စိတ်ရှိစွာနားလဲစွာကျင်နာစွာကိုဆက်ဆံပေးရမယ်တချို့နေ့တွေမှာအရာရာတာယာနေလိမ့်မယ်တချို့နေ့တွေမှာတက်ကြွနေရမယ်တချို့နေ့တွေမှာတဲဟိတ်လေးဖြတ်တန်းရမယ်တချို့နေ့တွေဆိုရင်ဒီတိုင်းပဲနေ့ကိုဖြတ်တန်းနိုင်ရုံလောက်ပဲဖြစ်မယ်အဲ့ဒီနေ့တွေအားလုံးကတကယ်ချင်းဘဝရဲ့အစိတ်အပိုင်းတွေပါပဲဘလို့ပဲဖြစ်ဖြစ်တကယ်ချင်းကဘဝတစ်ခုကိုတည်ဆောက်နေတယ်ဒီပြေးဆောင်စွာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့စိတ်ရင်းနဲ့တည်ဆောက်နေတာအဲ့ဒီစိတ်ရင်းကအရန်လာတယ်ဒါကြောင့်တကယ်ချင်းအသက်ကိုတစ်ချက်ထပ်ပြီးရှုလိုက်ပါဦးနုညံ့နဲ့ရှုလိုက်မယ်ရှုထုံးမယ်ဖြည်းဖြည်းချင်းလုပ်မယ်ကိုရဲ့ဖြစ်တည်မှုကိုလေးစားရမယ်အနာယူခွင့်လည်းပေးထားတယ်နုညံ့နဲ့တကယ်ချင်းရဲ့ဖြစ်တည်မှုကအရှိန်ဟောင်းကောင်းနဲ့ဆက်လက်ပြီးရွေးရှားနေတယ်ဒါကိုတကယ်ချင်းနားလဲထားရမယ်